နေ့စဉ်အတွေးတွေကိုပြောင်းလို့ရှိရင်ကိစ္စတွေအပေါ်အကြောင်းအရာတွေပေါ်မှာအမြင်တွေပြောင်းလဲလာတယ်။အဲ့လိုမျိုးလုပ်တဲ့အရာကိုကျမတို့က gratitude practice ကနေပြီးတော့စပြီးတော့လုပ်လို့ရတယ်။ gratitude practice ကိုဘဝမှာအခြေခံချက်အနေနဲ့လုပ်မယ်ဆိုရင်ကိုယ်စီမှာရှိပြီးသားအရာတွေကပို့ပြီးတော့ရှိပြီးသားအရာတွေပေါ်ပို့ appreciate ဖြစ်လာပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကိုပြောင်းလဲစေနိုင်တယ်။ပြောင်းလဲစေနိုင်တဲ့အလျောက်ကိုဘဝမှာကောင်းသောအကျိုးသက်ရောက်မှုတွေအများကြီးရရှိနိုင်ပါတယ်။ gratitude practice ကဘဝထဲမှာရှိတဲ့ programs တွေကို100%ခြေဖြတ်လိုက်တာတော့မဟုတ်ပေမဲ့gratitude practice ကိုကျင့်သုံးတဲ့သူတယောက်အနေနဲ့ဘဝကြီးကပို့ပြီးတော့လွယ်ကူလာတယ်။အရာအားလုံးကိုကျေးဇူးတင်ပြီးတော့လက်ခံတတ်တဲ့စိတ်ကျင့်တတ်တဲ့စိတ်နဲ့ကိုယ့်ရဲ့စိတ်တွေကပို့ပြီးတော့စိတ်ချမ်းသာလာပါတယ်။ဒါအပြင်ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာလဲကိုယ်ဒီ gratitude ကိုအခြေခံပြီးတော့ဘယ်နေရာဘယ်အချိန်နဲ့ဘယ်ရှုထောင့်ကမဆိုလက်ခံပြီးဖြေရှင်းလာနိုင်တာကိုတွေ့ရှိနိုင်ပါတယ်။ gratitude practice ကိုလုပ်တဲ့အနေနဲ့နီးလန်းလေး3ခုကိုဝင်ပြပေးချင်ပါတယ်ပထမတစ်ခုကတော့ body scan method ဖြစ်ပါတယ်ညမိုးချုပ်လို့အိပ်ယာဝင်တဲ့အခါတနေ့တာလုပ်တဲ့အရာတွေအကုန်လုံးလုပ်ပြီးသွားပြီဆိုရင်ခဏကိုအိပ်ယာပေါ်မှာလဲလျောင်းပြီးတော့ကိုယ့်ရဲ့စပင်ကနေစပြီးတော့ခြေပြားအထိတဖြည်းဖြည်းသဆင့်ချင်းစီ scan လုပ်ပြီးတော့body scan method နဲ့ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းကလေးစားတွေ organs တွေအကုန်လုံးကိုကျေးဇူးတင်တဲ့စိတ်မျိုးကျင့်သုံးလို့ရပါတယ် gratitude practice နံပါတ်2အနေနဲ့ကတော့ gratitude journal ကိုရေးလို့ရပါတယ် gratitude journal ထဲမှာကိုကျေးဇူးတင်ရတဲ့လူတွေကိုချစ်ရတဲ့လူတွေအပြင်ကိုယ့်ဘဝမှာအသုံးပြုနေတဲ့အရာဝတ္ထုပစ္စည်းတွေအပေါ်မှာလည်း gratitude journal အနေနဲ့ထည့်ပြီးတော့ရေးလို့ရပါတယ်ဒါအပြင် self loveကိုချစ်ရတဲ့အကြောင်းရင်းတွေကိုယ့်ရဲ့ကြိုးစားအထောက်မှုတွေကိုယ့်ရဲ့မေတ္တာတရားတွေအတွက်လည်း gratitude journal ကိုထည့်ပြီးတော့ရေးလို့ရပါတယ်နံပါတ်3အနေနဲ့ကတော့ gratitude anchor moment ဖြစ်ပါတယ် moment တစ်ခုချင်းစီကိုရှိမှပေါ်လာတဲ့အခါအဲ့ဒီ moment ကိုကခံစားလိုက်ရတဲ့အခါမှာကျေးဇူးတင်တဲ့စိတ်ဖြစ်တယ်ဥပမာညနေခင်းနေဝင်တဲ့အချိန်မှာနေဝင်တဲ့အရာကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာအရန်လှပသွားတယ်လို့ခံစားရရင်အဲ့ဒီအရာကိုကအရန်ကိုကျေးဇူးတင်ပါနောက်တစ်ခုသွားရင်လာရင်နဲ့မှာပန်းကလေးတွေသစ်ပင်လေးတွေကိုယ့်ရဲ့လမ်းဘေးပင်ညာမှာရှိနေတဲ့အရာတွေကိုကိုယ်စိတ်ကခံစားမိသွားတဲ့အခိုက်အတန့်တွေရှိတဲ့အခါဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုကျေးဇူးတင်ပါတခါတလေလျှက်တစ်ပြက်အတွေးပေါ်လာပြီးတော့ကိုယ်သဘောပေါက်သွားတဲ့အရာတွေဒီကိုယ့်ဘဝကိုကောင်းမွန်တဲ့အနေနဲ့ပြန်ပြီးအကျိုးပြုနေတာကိုသိရှိတဲ့အခါမှာအဲ့ဒီအရာတွေကိုလည်းကျေးဇူးတင်လို့ရပါတယ်ဒီ gratitude practice 3ခုကိုဒီနေ့ share ပေးချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ Genesis of Change ရဲ့ founder Change ဖြစ်ပါတယ်ရှင်